အားလုံးပဲမင်္ဂလာပါ Tat5 ရဲ့ကြိုဆိုပါရစေဒီနေ့မှာတော့ Oppo Reno 15 series တွေက Reno 15F ကိုကျွန်တော် first impression လုပ်မှာပါဒီကောင်ပေါ့နော်Reno 15 series ကတော့တော်တော်များသိကြတဲ့အတိုင်းမြန်မာနိုင်ငံအောင်သူကဒီ official ဝင်လာပြီးတော့ Color OS 16နဲ့လည်းလာမှာဆိုတော့ Reno fan တွေကတော့သဘောကျမယ်လို့ကျွန်တော်တို့ထင်တယ်အဲ့တော့ Reno 15F မှာရောဘာတွေကောင်းလဲဆိုတာကြည့်လိုက်ရအောင်ခုကျွန်တော်ကြိုင်ထားတဲ့ color ကတော့ Twilight Blue ဆိုတဲ့နှိုက်ပြရောင်လေးနောက်တစ်ရောင်လေးနဲ့သူ့မှာ Aurora Blue ဆိုတဲ့အရောင်တစ်ရောင်လာသေးတယ် Twilight Blue ကတော့အခုမြင်တဲ့အတိုင်းပဲသူကတီတီငိမ့်နဲ့ငိမ့်တဲ့ဘက်ကိုသွားတယ်အနောက်ဘက်မှာတော့ကင်မရာ3လုံးပါပြီးတော့ကင်မရာ bump ကလည်းအရင်မထူပဲနဲ့ရင်ထွက်ခဲ့တဲ့ design ပုံစံမျိုးနဲ့ပဲတွေ့ရတယ်ဘေးပေါက်တွေက Aerospace grade aluminum frame နဲ့လုပ်ထားပြီးတော့ကန်ရကလည်း premium ဆန်နဲ့ quality ကောင်းတယ်ဆိုတဲ့ခန်းစားချက်မျိုးရတယ်အနောက်ဘက်ကိုလည်းသူက AG glass နဲ့လုပ်ထားတာဖြစ်ပြီးတော့လက်ရမထင်းနဲ့အသားမျိုးနဲ့လုပ်ပေးရတယ်ဒီဖုန်းကိုကင်နိုင်လို့ရှိရင်လည်းကင်လို့အဆင်ပြေတယ်ပပရရနဲ့ထူတယ်ဆိုတဲ့ခါကျမျိုးလည်းမရအောင်ဒီဖုန်းရဲ့ညာဘက်မှာတော့ volume တိုးကျယ် cloud နဲ့ power button cloud တစ်ခုပါတယ်ဘယ်ဘက်မှာတော့သူကဘာ cloud မှမတွေ့ရဘူးအပေါ်မှာတော့ speaker တစ်ပေါက်ပါတယ်အောက်မှာနောက်ထပ် speaker တစ်ပေါက်ပြီးတော့ type C အသွင်းပေါက်နဲ့ပြီးတော့ sim card ထည့်တဲ့ပေါက်ပါတယ်အဲ့တော့စုပေါင်း speaker နှစ်ခုပါတယ် USB speaker ဖြစ်သွားတယ်အတန် volume ကလည်း 300% ultra volume မှုထိရတော့အတန်ကတော်တော်လေးကိုကျယ်တဲ့ထဲမှာပါတယ်ပြီးတော့အတန် quality ကလည်းမဆိုးဘူးသူရဲ့ display size ကိုပြောရရင် 6.57 inches နဲ့လာပြီးတော့ screen to body ratio ကလည်း 92.8% ဆိုတော့ကြည့်ရတဲ့ display ကအပြည့်နီးပါပဲပြီးတော့ AMOLED display ဖြစ်တဲ့ Full HD+ resolution နဲ့ 120Hz refresh rate ရတော့ display ဘက်မှာတော့ဘာမှအပြည့်ပြောစရာမရှိဘူးကျွန်တော်တို့ရုပ်ရှင်ပဲကြည့် game ကစား entertainment experience အတွက်ကတော့ဒီ display ကအဆင်ပြေတယ်ကင်မရာပိုင်းကိုပြောရလို့ရှိရင်တော့ Reno 15 series တွေကိုအရင်ထွက်ခဲ့တဲ့ဒီ14လို့ပါတော့ပိုအားရတယ်ပေါ့နော်ဖြစ်လို့လဲဆိုတော့သူက hardware ပိုင်းရော software ပိုင်းရော upgrade လုပ်ထားတာကိုတွေ့ရတယ် hardware ပိုင်းမှာအဓိက upgrade လုပ်ထားတာ selfie camera ဒီကောင်းရဲ့ selfie က50 megapixel ultra wide selfie camera ဖြစ်တယ်ဆိုတော့ပြောရမယ်လို့ရှိရင် selfie ကအရင်ထက်စာလို့ရှိရင်ပိုပြီးတော့ ultra wide ရိုက်လို့ရလာမယ် quality ပိုကောင်းလာမယ်သူက 0.68 အထိကိုကျွန်တော်တို့ချဲ့ပြီးလို့ရပါတော့အဲ့တော့ကျွန်တော်တို့ selfie ရိုက် group photo ရိုက်ဒီကောင်းနဲ့ခြားရပို့ပြီးတော့အဆင်ပြေလာမယ် 0.68 ဆိုတာတော့ကျွန်တော်တို့ဒီ100 degree FOV လောက်ရှိရပါတော့ FOV ဆိုတော့ field of view ပေါ့ကျွန်တော်တို့ဘယ်လောက်ကြည်များလဲဆိုတဲ့ range ပေါ့နော်100 degree ဆိုတာတော်တော်လေးကိုကျယ်ထဲမှာတော့ပါတယ်အနောက်ကကင်မရာတော့50 megapixel ultra clear main camera 8 megapixel ultra wide camera နဲ့2 megapixel macro camera 3လုံးပါတယ် software ဘိုင်းကို upgrade လုပ်ထားတာတော့သူက selfie portrait technology တွေပါလာတယ်အဲ့တော့ကျွန်တော် portrait ရိုက်ရတာပို့ပြီးတော့အဆင်ပြေလာတယ်အသက်အနေနဲ့ AI portrait glow ဆိုတဲ့ feature ပါလာပြီးတော့ရိုက်ပြီးသား portrait ပုံတွေကိုကျွန်တော်တို့ကအလင်းအမှောင် AI နဲ့ပြန်ပြီးတော့ချိန်လို့ရလာတယ်ပြီးတော့ pop up ဆိုတဲ့ feature အသစ်ပါလာပြီးတော့ကျွန်တော်တို့ပုံတွေကို photo collage လုပ်ပြီးတော့အပြင်ကိုကြွလာတဲ့ပုံစံမျိုး creative ဖြစ်ဒီဖုန်းထဲမှာပဲတခါတည်းအလွယ်တကူဖန်တီးလို့ရတယ် AI flash photography 2.0 ကလည်းဒီတစ်ခါ selfie ရိုက်တဲ့အခါမှာသူက color မျိုးစုံပြောင်းပြီးတော့ flash အနေနဲ့ထားပြီးတော့ရိုက်လို့ရလာတယ်color မျိုးစုံကျွန်တော်စိတ်ကြိုက်လဲပြောင်းလို့ရသလိုအလင်းကိုလည်း adjust လုပ်လို့ရတယ်အဲ့တော့တချို့တွေ selfie ရိုက်မယ်ဆိုလို့ရှိရင်လည်းတခြား color တွေနဲ့ studio style ရိုက်တဲ့သူတွေကတော့ဒီလိုမျိုး Oppo ရှိတာနဲ့သူကဒီမှာနေ color မျိုးစုံပြောင်းပြီးတော့ ready ကိုရိုက်လို့ရသွားပြီအဲ့တော့ကျွန်တော်ဒီဖုန်းနဲ့ဆိုင်းရိုက်ထားတဲ့ပုံလေးရှိတယ်ကြည့်ကြည့်အောင်performance ပိုင်းမှာတော့သူ့မှာသုံးမိတာတော့သူ့ရဲ့ chipset က Snapdragon 6 Gen 1ကိုသုံးမိရတယ်ဒီ chipset နဲ့သူ့ရဲ့ဒီ software upgrade လုပ်ထားတဲ့ဒီ all new Trinity engine နဲ့ပေါင်းလိုက်ပြီးတော့သူက CPU ရော GPU ရော boost ပြီးတော့ performance ပိုကောင်းအောင် smooth ဖြစ်အောင်လုပ်ပေးရတာကိုတွေ့ရတယ်ပြောရရင်သူက user တွေရဲ့ behavior ပေါ်မူတည်ပြီးတော့ performance ကိုလိုရင်လိုသလို boost လုပ်ပေးတာဥပမာအနေနဲ့ကျွန်တော်တို့ game ကစားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ battery တွေဆိုင်တဲ့ခါမျိုးတွေမှာဆိုလို့ရှိရင် performance ကို boost လုပ်ပေးတယ်ပုံမှန်ကျွန်တော်တို့ကိုယ့်အကို fan နေတဲ့အချိန်တို့ပါလို့ဆိုလို့ရှိရင်တော့ performance ကိုပုံမှန်တိုင်းထားတာပြီးရပေါ့နော်ဒါတွေကပြောရလို့ရှိရင် game စားနေရာမှာတော်တော်လေးကိုအသုံးဝင်တယ် frame rate ကလည်း stable ဖြစ်ပြီးတော့ battery လည်းမစားဘူးအဲ့လိုပဲ multitasking လုပ်တဲ့အချိန်တို့ application တွေအများကြီးသုံးတဲ့အချိန်တို့ဖွင့်တာပိတ်တာတို့ဆိုလည်းသူက speed မြန်အောင် app တွေကိုမြန် run နိုင်အောင်လုပ်ပေးတယ်ဒါကြောင့်လည်းသူကသူ့ရဲ့ OS နဲ့အဆင်ပြေပြီးတော့ဒီ color OS 16မှာပါတဲ့ animation တွေ effect တွေကတော်တော်လေး smooth ဖြစ်တယ်မြန်အောင်လည်းတွေ့ရတယ်ဒါနဲ့ကျွန်တော် color OS 16နဲ့ပတ်သက်ပြီးတော့လည်း video debug လုပ်ပေးတာရှိတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ရဲ့ page မှာသွားကြည့်လို့ရတယ်အဲ့မှာကျွန်တော် color OS 16ရဲ့အားသာချက်တွေနဲ့ကျွန်တော်ဘာတွေသဘောကျလဲဆိုတာပြပြတာသေးတယ်နောက်ပြီး game ကစားတဲ့သူတွေအမုန်းဆုံးဖြစ်တဲ့ကျွန်တော်တို့ line lag တာတို့ line ကျသွားတို့မဖြစ်အောင်လည်းဒီကောင်ကလုပ်ပေးရသေးတယ်သူ
သူ့မှာ AI Limbo 3.0 ပါလာပြီးတော့ AI Gaming Antenna System နဲ့ AI Enhanced Cellular Network Switching and Selection System တွေပါတယ်ဒါတွေကအလွယ်ပြောရလို့ရှိရင်တော့ game ကစားရင် live ပို့မိအောင် antenna တွေကအလုပ်လုပ်ပြီးတယ်ပြီးတော့ AI နဲ့လည်းပိုကောင်းတဲ့ network ကို selection လုပ်ပြီးတယ်အဲ့တော့ game ကစားတဲ့အခါမှာပုံမှန်ဖုန်းတွေက line ကျတာတို့ line မမိတာတို့ဖြစ်တဲ့အချိန်မှာဒီ Reno Oppo 15F နဲ့ကစားမယ်ဆိုလို့ရှိရင် line ဆွဲရတာပိုကောင်းတယ် battery ကတော့တော်တော်လေးများတယ်မှာပါတယ်Reno 15ထက်တောင်မှများသေးတယ် 15F ကသူ့မှာ 9000 mAh battery ပါတယ်အားသွင်းမို့ဆိုလို့ရှိရင်တော့ 18W Super Volt Flash Charge ပါတယ်ဆိုတော့အားသွင်းတဲ့စနစ်မှာလည်းမစိုးဘူး battery လည်းများတယ်အားသွင်းတာလည်းမြန်တယ်ပြီးတော့ဒီဖုန်းကိုဝယ်ထားလိုက်မယ်ဆိုလို့ရှိရင် major software update အနေနဲ့9နှစ်သုံးလို့ရမယ်လို့ပြောတယ်ပြီးတော့ security update ကတော့6နှစ်ထိရမယ်အဲ့တော့ဒီဖုန်းကိုဝယ်ယူရပြီဆိုရှင်ကျွန်တော်အချိန်ကြာသုံးလို့ကတော့အဆင်ပြေနေအောင်ပါပဲ RAM တော့သူ့မှာ 8GB ပါတယ် storage ကတော့ 256GB storage ပါတယ်အဲ့တော့တော်တော်များလေးပြောပြပါပြီဆိုတော့အခုကြည့်နေတဲ့သူတွေရောဒီ Oppo Reno 15F ကိုရောဘယ်လိုမြင်ကြလဲကျွန်တော်ကတော့ဒီ Reno series တွေကတစ်နှစ်ပေါ့နော်သူကအရင်ထက်စားလို့ရှိရင် hardware ဘိုင်းရော software ဘိုင်းရော upgrade လုပ်ထားတာဆိုတော့ Reno 15 series ကိုဝယ်ဖို့စောင့်နေတဲ့သူတွေကတော့စောင့်ရကြိုနှက်တယ်လို့ကျွန်တော်အမြင်တယ်အဲ့တော့အားလုံးပဲဘယ်လိုမြင်လဲဆိုတာအောက်က comment မှာရေးသွားကြပါအောင် see you